ဒုတိယအဓိပ္ပာယ်ဖြစ်တဲ့ imi ဘီလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်အဲ့တော့ uchini ရဲ့ဒုတိယအဓိပ္ပာယ်လေးရာဆိုလို့ရှိရင်何々の状態が続いている時にだんだんだんに変わる何々の状態がဆိုတာက何々လို့ဆိုတဲ့အခြေအနေက続いている時にဆိုတာကဆက်တိုက်ဖြစ်နေတဲ့တောက်လျှောက်ဖြစ်နေတဲ့အချိန်မှာတန်တန်တန်に変わるတန်တန်တန်အဖြစ်ပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတခုခုပြုလုပ်နေတဲ့အတော်အတွင်းမှာပြောင်းလဲမှုတွေဖြစ်ပေါ်တယ်လို့ပြောတဲ့အခါမျိုးမှာဒါ uchini ရဲ့ဒုတိယအဓိပ္ပာယ်လေးကိုသုံးတယ်ပေါ့နော်ဒီ uchini ရဲ့အရှိမှာဘာလိုက်လဲဆိုတဲ့ဟာကိုနိုင်နိုင်ရဲ့သင်္ကေတနောက်မှာရေးတဲ့စာကြောင်းလေးကိုဖတ်ပြီးတော့ကြည့်ကြရအောင်အဲ့တော့သူ့ရဲ့အရှိမှာကကြတော့継続的なことを表す言葉継続的なことဆိုတာကဇက်တိုက်ဖြစ်တယ်တောက်လျှောက်ဖြစ်နေတယ်ဆိုတဲ့အခြေအနေတွေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်တယ်ပေါ့နော်ကဲဒါဆိုရင်ဒါလေးကအဓိက highlight ပြမယ်နေရာလေးဖြစ်တယ်အဲ့တော့သူ့ရဲ့အနောက်မှာကဘာလိုက်လဲဆိုတာကိုအဆက်ကလေးရဲ့အနောက်ကိုကြည့်ကြည့်လိုက်တော့ဟန်ခါအိုအာရာဝါစုဘွန်တဲ့ဝါရှာနိုအီရှိကဟိုင်ရာနိုင်ဘွန်ဟန်ခါအိုအာရာဝါစုဘွန်တဲ့ဆိုတာကပြောင်းလဲခြင်းကိုဖော်ပြတဲ့စာကြောင်းတွေဖြစ်ပြီးတော့ဝါရှာနိုအီရှိကဟိုင်ရာနိုင်ဘွန်ပြောတဲ့သူရဲ့စိတ်ဆန္ဒတွေကမပါဝင်တဲ့စာကြောင်းတွေလိုက်ပါတယ်။ကဲဒါဆိုရင်ဒါလေးကလည်းပဲအဓိက highlight ပြပြီးတော့မှတ်ရမယ်နေရာလေးဖြစ်တယ်ပေါ့နော်။အဲ့တော့အလွယ်မှတ်ရမယ်ဆိုရင် uchini ရဲ့ပေါ့နော်ဒုတိယအဓိပ္ပာယ်ကကြတော့တခုခုပြုလုပ်နေတဲ့အတော်အတွင်းဇက်တိုက်ပြုလုပ်နေတဲ့အတော်အတွင်းတောက်လျှောက်ပြုလုပ်နေတဲ့အတော်အတွင်းမှာကိုလောင်မတိလိုက်ခင်မှာပဲပြောင်းလဲမှုတွေကဖြစ်ပွားသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့တော့သူ့ရဲ့အရှိမကကြတော့ uchini ရဲ့အရှိမကဇက်တိုက်ဖြစ်တဲ့တောက်လျှောက်ဖြစ်တဲ့ဆိုတဲ့အခြေအနေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်တာဖြစ်ပြီးတော့သူ့ရဲ့အနောက်မှာကကြတော့ပြောင်းလဲမှုတွေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်တယ်ဒါပေမဲ့အဲ့ဒီပြောင်းလဲမှုတွေဒီပြောတဲ့သူရဲ့စိတ်ဆန္ဒအလျောက်လှုပ်ဆောင်လိုက်လို့ပြောင်းလဲတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကိုတော်မသိလိုက်တဲ့အခြေအနေအတော်တွေမှာပြောင်းလဲသွားတဲ့စာကြောင်းတွေလိုက်တယ်ပေါ့နော်ကဲဒါဆိုရင်သူနဲ့တွဲသုံးတဲ့ဆယ်စုစကူရှိပေါ့နော်ဘာတွေလိုက်လဲဆိုတာကိုကြည့်ကြရအောင်အဲ့တော့ဒီဒုတိယ uchini ရဲ့အထိပ္ပယ်မှာဆိုလို့ရှိရင်တော့ဒိုးဆိုရဲပေါ့နော် buff ပေါ့နော်ဒိုးရှိဆိုရဲ buff တစ်မျိုးပဲလိုက်တယ်အဲ့ဒီမှာမှ G-short K ဆိုရဲ dictionary ဖောင်ရဲ့ Teiru ဖောင်ရဲ့ 9K ဆိုရဲ 9 ဖောင်နေနဲ့ uchini နဲ့တွဲပြီးတော့သုံးပါတယ်အဲ့တော့ဒီပထမအထိပ္ပယ်မှာတော့ဆိုရင်ဒါ buff တွေရောek ရောရှိ na k ရောရှိဆိုရဲ eg တွေ na eg တွေ noun တွေနဲ့တွဲပြီးသုံးတယ်ပေါ့နော်ဒါပေမဲ့ဒုတိယအထိပ္ပယ်မှာကကြတော့ buff တစ်မျိုးတည်းပဲလိုက်ပါတယ်ကဲဒါဆိုရင်1番をစပြီးတော့ဖတ်ကြည့်ကြရအောင်音楽を聴いているうちに眠ってしまった音楽をဆိုတာကတေးဂီတကိုတေးသွားကိုတချင်းကိုခီးတဲ့ဤလူဦးချင်းနီနားထောင်နေတဲ့အတော်အတွင်းမှာနမှုတဲ့ရှိမှတာအိပ်ပျော်သွားခဲ့တယ်ဒီစာကြောင်းမှာဆိုလို့ရှိရင်ဦးချင်းနီရဲ့အရှိမပေါ့နော်ဒါဇက်တိုက်လုံနေတယ်တောက်လျှောက်လုံနေရဆိုတဲ့အခြေအနေတရက်ဘလို့အခြေအနေလေးဆိုတော့တချင်းနားထောင်နေတချင်းကိုဇက်တိုက်နားထောင်နေတောက်လျှောက်နားထောင်နေအခြေအနေတရက်လိုက်ပြီးတော့သူ့ရဲ့အနောက်မှာကကြတော့နမှုတဲ့ရှိမှတာဆိုတဲ့ကြောင်းလဲမှုတစ်ခုဖြစ်ပွားတယ်ဆိုတဲ့စာကြောင်းပေါ့နော်အခြေအနေကတော့သူကပထမအခြေအနေမှာကတချင်းနားထောင်နေတာပေါ့နော်ဇက်တိုက်နားထောင်နေတာကနေပြီးတော့တချင်းနားထောင်တဲ့အခြေအနေကနေအိပ်ပျော်သွားတယ်ဆိုတဲ့အခြေအနေတရက်ကိုပြောင်းလဲသွားတယ်ဆိုတဲ့ဟာကိုဖော်ပြတဲ့စာကြောင်းလိုက်တယ်ဆိုတဲ့ဟာကိုဖော်ပြတဲ့အခါမှာသုံးတဲ့ပုံစံလေးဖြစ်ပါတယ်။はいじゃあ2番をファジジや少し難しい企画でも練習を重ねるうちにいけるようになりますよ。少し難しい企画でもဆိုတာကနည်းနည်းလေးခက်ခဲတဲ့တေးသွားဖြစ်ရင်တောင်မှရန်ရှူကိုခါစားနေရဦးချင်းနီဆိုတာကလေ့ကျင့်မှုတွေကိုခါစားနေရဆိုတာစုပုံနေထပ်တယ်ပေါ့နော်အဲ့တော့လေ့ကျင့်မှုတွေကိုထပ်တလဲလဲချိန်ဖန်များစွာပြုလုပ်တဲ့အတော်အတွင်းမှာဒီကဲလူရောနေနာရီမစီရောတီးနိုင်တကယ်တော့ဖြစ်သွားရလေလို့ပြောတာဒီမှာဆိုလို့ရှိရင်လေဒါဦးချင်းနီရဲ့အရှိမပေါ့နော်ဒီလေ့ကျင့်မှုတွေကိုအချိန်ချင်းခါခါလုပ်တယ်ထပ်တလဲလဲလုပ်တယ်ဇက်တိုက်လုပ်တယ်ဆိုတဲ့အခြေအနေတရက်လာပြီးတော့အဲ့တော့သူ့ရဲ့အနောက်မှာကကြတော့အဲ့လိုလေ့ကျင့်မှုတွေလုပ်တဲ့အတွက်ကြောင့်မို့လို့ပထမမတီးနိုင်ဘူးဆိုတဲ့အခြေအနေကနေပြီးတော့တီးနိုင်နေဆိုတဲ့အခြေအနေတရက်ကပြောင်းလဲသွားတယ်ဆိုတဲ့ဟာမျိုးကိုဖော်ပြတဲ့စာကြောင်းလေးလိုက်ပါတယ်はいじゃあ3番を立ちじや気がつかないうちに外は暗くなっていた気がつかないうちにဆိုတာကတတိမထားမိတဲ့အတော်အတွင်းတတိမမူလိုက်မိတဲ့အတော်အတွင်းမှာပေါ့နော်外はအပြင်ဒီ暗くなっていたမှောင်သွားခဲ့ပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဦးချင်းရဲ့အရှိမပေါ့နော် तू ကတောက်လျှောက်တတိမမူမိဘူးတတိမပြုတ်မိဘူးဥပမာအဖြစ် तू ကအလုပ်တစ်ခုရှိလို့ပေါ့နော်ဒီအလုပ်တစ်ခုကိုအာယုံစူးစိုက်ရင်းနဲ့ပတ်ဝန်းကျင်အခြေအနေကိုတတိမပြုတ်မိဘူးဆိုတဲ့ဟာမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုး तू ကတစ်ခုခုကိုလုပ်နေတယ်တတိမပြုတ်မိရဲ့အတော်အတွင်းမှာဒီပတ်ဝန်းကျင်ရဲ့အခြေအနေကပထမတော့ကတော့လင်းနေတဲ့အခြေအနေကနေပြီးတော့မှောင်တဲ့အခြေအနေတရက်ကိုပြောင်းလဲသွားတယ်ဆိုတဲ့ဟာမျိုးကိုပြောတဲ့အခါမျိုးမှာသုံးတဲ့ grammar လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဦးချင်းရဲ့ဒုတိယအဓိပ္ပာယ်ကို
အကြမ်းဖျင်းအဖြစ်ခြုံငုံပြန်ပြီးတော့ပြောရမယ်ဆိုရင်သူကတခုခုပြုလုပ်နေတဲ့အတော်အတွင်းပေါ့နော်တောက်လျှောက်လုပ်နေတဲ့ထပ်တလဲလဲလုပ်နေတဲ့အတော်အတွင်းမှာပြောင်းလဲမှုတစ်ခုဖြစ်ပွားသွားတယ်ဆိုတဲ့ဟာမျိုးကိုပြောတဲ့အခါမျိုးမှာသုံးတဲ့ grammar လေးဖြစ်တယ်အဲ့ဒီပြောင်းလဲမှုကပြောတဲ့သူရဲ့စိတ်ဆန္ဒအလျောက်လုံးလိုက်လို့ပြောင်းလဲသွားတာမျိုးမဟုတ်ဘဲနဲ့သူတော်မသိလိုက်တဲ့အတော်အတွင်းမှာပဲပြောင်းလဲမှုတစ်ခုကဖြစ်ပေါ်သွားတယ်ဆိုတဲ့ဟာမျိုးကိုပြောတဲ့အခါမျိုးမှာသုံးတဲ့ grammar လေးဖြစ်တယ်သူနဲ့တွဲသုံးတဲ့စိတ်စုစုရှိရာဆိုရင်တော့ verb တစ်မျိုးပဲသုံးတယ်ပေါ့နော်အဲ့တော့ verb ရဲ့ dictionary form 9 form တေးရူ form နဲ့သုံးတယ်ပေါ့နော်ပထမဥချင်းနီလိုမျိုးပဲသူကအတိတ်တို့အတိတ်အငင်းတို့နဲ့မသုံးဘူးပေါ့နော်အဲ့တော့ဥချင်းနီဆိုတဲ့ grammar ကိုစာမှုခွင့်မှာလာပြီဆိုတာနဲ့ကိုကသိရမှာကဥချင်းနီဒီအတိတ်ဖောင်နေအတိတ်အငင်းတွေမသုံးဘူးဆိုတာကိုသိရမယ်ပေါ့နော်အဲ့တော့အတိတ်ဖောင်နေအတိတ်အငင်းတွေရွေးချယ်စရာပေးထားရဆိုရင်ကိုကတွေးဝေးစရာမလိုပဲနဲ့အဲ့ဒါတွေကိုပယ်လိုက်လို့ရတယ်ပေါ့နော်ကဲဒါဆိုရင်ဥချင်းနီရဲ့အတိတ်ပဲနှစ်ခုစလုံးကိုလည်းရှင်းပြပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ note လေးနဲ့တစ်ခေါက်လောက်ပြန်ပြီးတော့မှတ်ကြည့်ကြရအောင်အဲ့ကြဒါဆိုရင်ဒါဥချင်းနီဆိုရဲ့ grammar လေးကို note ထုတ်ပေးတာပေါ့နော်သူ့မှာဆိုရင်အတိတ်ပဲနှစ်ခုရှိရပထမအတိတ်ပဲမှာဆိုလို့ရှိရင်နှစ်ခုစလုံးပေါ့နော်အတိတ်ပဲကနှစ်ခုရှိပေမဲ့လို့မြန်မာလိုအတိတ်ပဲကတော့အတူတူပဲပေါ့နော်နိုင်နဲ့နေအတော်အသွေးနိုင်နဲ့နေတုံးမှာဆိုတဲ့အတိတ်ပဲပေါ့နော်မြန်မာလိုကဒါပေမဲ့လို့သုံးပုံသုံးနည်းကကွာခြားတယ်ပထမအတိတ်ပဲအချိမှာဆိုလို့ရှိရင်သူကပထမအဆုံးအနေနဲ့ပွဲတာကဆယ်စုစကူရှိသူနဲ့တွဲသုံးတဲ့ဆယ်စုစကူရှိပေါ့နော်ပထမအမီအချိမှာဆိုလို့ရှိရင်ဆယ်စုစကူရှိက verb တွေတွဲသုံးတဲ့ adjective တွေ noun adjective တွေ noun တွေနဲ့တွဲသုံးတယ်ပေါ့နော်အဲ့တော့ dictionary form 9 form နဲ့ daily form နဲ့တွဲသုံးတယ်အတိတ်တို့အတိတ်အငင်းတို့တော့တွဲမသုံးဘူးဥချိနေနဲ့တွဲသုံးတယ်အဲ့တော့ပထမအထိပ္ပယ်မှာဆိုရင်မြန်မာလိုကအတော်အတွင်းနေတော့မှာဖြစ်ပေမဲ့လို့ဥချင်းရဲ့အရှိမှာကဘလို့အခြေအနေလိုက်တာလဲဆိုတော့ဒီပေါ့ပြောင်းလဲခြင်းမတိုင်ခင်အခြေအနေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်တာဖြစ်ပြီးတော့ဥချင်းရဲ့အနောက်မှာကကြတော့စိတ်ဆန္ဒအလျောက်အပြုအမူတွေကိုလှုပ်ဆောင်နေဆိုတဲ့စာကြောင်းတွေလိုက်တယ်ပေါ့နော်အဲ့တော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်ပြောင်းလဲမှုတွေမတိုင်ခင်တခုခုပြုလုပ်တဲ့အခါမျိုးမှာသုံးတယ်ပေါ့နော်ဒီပြောင်းလဲခြင်းမတိုင်ခင်မှာမြန်မြန်လုပ်မယ်အလင်းစလိုလုပ်မယ်ဆိုတဲ့ဟာမျိုးသဘောတရားမျိုးပါဝင်နေတဲ့ဒီစာကြောင်းမျိုးကိုသုံးမယ်ဆိုရင်တော့ပထမအထိပ်ပဲဖြစ်တဲ့ဥချီနီကိုသုံးရမှာဖြစ်တယ်အဲ့တော့အီမီနီပေါ့နော်ဥချီနီရဲ့အီမီနီမှာဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဘာတွေကကွာခြားလဲဆိုတော့ဆယ်စုစုခုရှိတာကွာခြားတယ်ပေါ့နော်ဆယ်စုစုခုရှိရတော့သူက buff တစ်မျိုးပဲသုံးတယ်ပေါ့နော် it ခဲရောရှိလို့ not ခဲရောရှိလို့ noun လို့မသုံးပါဘူး buff ကိုမှ dictionary form 9 form 32 form သုံးတယ်သူလည်းပဲအတိတ်တို့အတိတ်ငင်းတို့မသုံးဘူးပေါ့နော်အဲ့တော့သူကကြတော့ဥချီနီရဲ့အရှိမာကဒီဇက်တိုက်လုပ်တယ်ဆိုတဲ့အပြုအမူတွေထောက်လျှောက်လုပ်တယ်ဆိုတဲ့အပြုအမူတွေကိုဖော်ပြတဲ့စာကြောင်းတွေလိုက်တာဖြစ်ပြီးတော့သူ့ရဲ့အနောက်မှာကကြတော့အဲ့လိုမျိုးဇက်တိုက်လုပ်တယ်ထောက်လျှောက်လုပ်တာတွေကြောင့်မို့လို့ပြောင်းလဲမှုတွေဖြစ်ပေါ်တယ်ဆိုတဲ့စာကြောင်းတွေလိုက်တယ်ပေါ့နော်အဲ့လိုပြောင်းလဲမှုတွေဖြစ်ပေါ်တယ်ဆိုတဲ့ဟာဟိုမှာကိုယ့်ရဲ့စိတ်ဆန္ဒပေါ့နော်အဓိကအဖြစ်ပြောတဲ့သူရဲ့စိတ်ဆန္ဒမပါဝင်တဲ့စာကြောင်းတွေလိုက်ပါတယ်ကဲဒါဆိုရင်ဥချီနီရဲ့သုံးပုံသုံးနည်းနှစ်မျိုးကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်マイ未来へいちごでスタート